ပစွန်စိမ့်တုပ်လေးဒီနေ့လှုပ်ရှားချင်ဝါလို့လှုပ်ရှားပါမယ်စားပါအောင်ပစွန်စိမ့်တုပ်ဖို့အတွက်ဆိုရင်ပစွန်လက်တာလေးမှာပို့ပြီးစားကောင်းမယ်နော်ဒါကတော့ဒီတိုင်းစားလို့ရအောင်လို့ကျွန်မလှုပ်ချပြီးသွားပါပြီစိမ့်တုပ်တဲ့ထည့်ဖို့အတွက် sauce လုပ်ပါမယ် who are kept in bread so the bread in captivity and the egg sauce နဲ့အတူအစာပလာရေအကုန်လုံးရောပြီးထည့်ပြီးတော့နှင်းလိုက်ပါအောင်မယ်ကဲခုဆိုရင်တော့ရန်ကိုစားကောင်းတဲ့ပစွန်စိမ့်တုပ်လေးရပါပြီ